သူတို့ကိုယ်တိုင်ကလည်းမိသားစုတွေရှိကြတဲ့လူတွေပဲအမဆိုလဲဒါအကြီးကဲတယောက်ရဲ့အမျိုးသမီးဖြစ်နေတဲ့အတွက်တကယ်အရေးကြုံလာတယ်ဆိုရင်အဓိကနဲ့တာမညာဆိုခွဲရတော့မယ်လေအဓိကနဲ့တာမညာနဲ့ခွဲလိုက်တဲ့အချိန်မှာကိုကအဓိကကိုရွေးချယ်လိုက်တယ်အဲ့ဒါကိုနားလည်မပေးနိုင်တာလားပြီးတော့ပေါ့နော်သူတို့ရဲ့အားနည်းချက်ကဘာလဲအမတို့ဒီစစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာအမတို့မိသားစုတွေကိုကယ်ထုတ်လို့ရရတာနဲ့အချိန်နဲ့ဆွဲပြီးဘာလို့ကယ်မထုတ်နိုင်တာလဲတိုင်းမှုအစီအစဉ်နဲ့တော့အမတို့ခေါ်ပြီးတော့ကယ်ထုတ်လို့ရတယ်နောက်ဆုံးအဆင့်တော့အမဆိုတာပြောပြီးသားပါတတ်မှာလားနောက်ဆုံးအဆင့်ပြန်ခိုင်းတယ်နော်6လပိုင်း2020လေ6လပိုင်းကလေးအမကိုပြန်ခိုင်းတဲ့အခြေအနေမကောင်းလို့ဒါပေမဲ့အမမပြန်ဘူးမိသားစုတွေနဲ့ကြွလို့တကယ်တိုက်ပွဲတွေဖြစ်နေတယ်အမတို့အမြောက်တက်ဆို73ရက်နေ့ကလေးကကြာတာပေါ့နော်73ရက်နေ့ကလေးကသူတို့ဟလာလေးရလားကဲမလားပေါ့နော်အမတို့လူတွေကိုလာပြီးတော့တဲမလားအဲ့လိုအခြေအနေတွေမှာတော့အမမိသားစုတွေပြောပြီးသားကလေးတွေနဲ့တက်ကြီးရွယ်ဦးတွေအရင်လိုက်သွားအမကတော့နောက်ဆုံးအချိန်ဒီအမမျိုးသားဘက်မှာကြံခဲ့မှာအဲ့လိုစိတ်နဲ့အမဒီနေ့ဒီချိန်ဒီသူတို့ရှိမှလည်းရက်တည်နေတယ်အဲ့လိုမျိုးပေါ့နော်ကိုစိတ်ထားတယ်ဒါပေမဲ့လည်းတစ်ဖက်ကမိသားစုတွေငှဲ့ရမယ်လေငှဲ့ရမှာဖြစ်တဲ့အတွက်တကယ်သူတို့လာကယ်လို့ရရတာနဲ့မကယ်ဘူးမကယ်တဲ့အချိန်မှာအမတို့အမြောက်တန်းကျသွားတော့အမတို့မှာအထက်မိတ်ဆိုတာလည်းလွန်ဆန်လို့မရအောင်ကိုကလာအသက်ပေးပြီးတိုက်ပွဲဝင်ချင်ပါတယ်ဆိုတော့မှအထက်ရဲ့အမိတ်အထက်လူကြီးအမတို့ဒီတိုက်ရင်မှုတွေအထက်မှာလည်း G1 တယောက်ရှိသေးတယ်သူ့ရဲ့ကွန်မန်ဒါနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်သူပြောတဲ့အတိုင်းမှတော့လုပ်ရတာသူစုပ်ဆိုရင်အမတို့စုပ်ရတာသူတိုက်ဆိုရင်တိုက်ရတာအဲ့လိုဖြစ်တဲ့အတွက်ကိုတွေမိသားစုတွေကတော့ဗျမ်းပရာပေါ့နော်အကယ်လည်းမခံရတဲ့အပြင်ခွေးပြေးဝက်ပြေးနေဟလား9ခုမှတပေါင်းရတယ်ပြီးရင်တကယ်ဟလားသူတို့အခုအမတို့ဟလားကျဲဖို့အတွက်ကြတော့ဒီလေချောင်းအင်းအားရတာအတုံးနိုင်တယ်ဟုတ်လားဒီနေရာတွေအမားတို့ပေါ့နော်ပြောညီမလေးခုနပြောသလိုအမားတို့ဒီထိတ်ထိန်ခံထားတဲ့လူတွေရှိနေတာတီတီရဲ့နဲ့လေးချောင်းကျဲမှုတွေလုံနိုင်တယ်အမားတို့တကယ်တိုက်ပွဲဖြစ်နေတော့ကကြဘာလို့မလုပ်တာလဲအမားတို့ဘာလို့မကယ်ထုတ်တာလဲအဲ့ဒီသူတို့ရဲ့အားနည်းချက်တွေကိုမမြင်မန်းနဲ့အမားတို့ဒီအလှန်ဖြူပြတဲ့ကိစ္စကြီးကိုပဲသူတို့ကဟာလားတစ်စပေါက်တွေဆိုပြီးတော့ပဲအခုချိန်ကြီးတွတ်တုံးလားအဲ့လိုတွတ်တယ်ဆိုလဲအမဒီညနေတိအောင်ပြောချင်တာပေါ့နော်မိသားစုတွေရှိရင်သူတို့မှအောင်မိသားစုတွေရှိတဲ့အတွက်ငှဲ့ညာမယ်ဆိုတဲ့စိတ်သူတို့မအောင်မရှိလာနိုင်ဘူးလားအမားတို့အဲ့လိုငှဲ့ညာလိုက်တဲ့အပြစ်ကြီးကဒီလောက်ထိတောင်ကြီးသွားတာလားအမျိုးသားတွေပေါ်မှာအဲ့အပြစ်ဒဏ်ပေးတယ်ဆိုရင်အမမပြောလို့ဘူးအခုကကြာအမားတို့အမျိုးသမီးတွေလည်းရှိသေးတယ်ပြီးရင်ကလေးတငယ်တွေရှိသေးတယ်